နေ့ကိုငါဒီနေ့ထိုင်းပေါင်းဆက်စကားလုံးအကြောင်းကိုသင်ပေးမယ်နေ့သင်ချင်လားငါနဲ့သင်ချင်တာပေါ့ဒီနေ့ငါသင်ပေးမယ်ပေါင်းဆက်စကားလုံးကဘယ်လိုမျိုးလဲဆိုတော့နေနှလုံးကိုမှတ်ထားရုံနဲ့သုံးလို့ရမယ့်စကားလုံးခေနော်စမယ်နော်โอเคနံပါတ်1ဒီလုံးနော်နံပါတ်1ကမြန်မာလိုရေလို့အဓိပ္ပာယ်ရတယ်နော်ရေကိုထိုင်းလိုน้ำရေအတန်ထကြည့်စမ်းရေကိုထိုင်းလိုน้ำโอเคပြီးရင်နံပါတ်2တစ်လုံးနံပါတ်2ကကြသည်ဆိုတဲ့စကားလုံးအဲ့ဒါကိုထိုင်းလိုတုတ်အဓိပ္ပာယ်ကကြသည်ကြည့်စမ်းကြသည်ကိုထိုင်းလိုတုတ်โอเคပြီးရင်နံပါတ်1နဲ့2ကိုပေါင်းလိုက်တော့ဘယ်လိုတန်ထွက်လဲน้ำตกအဓိပ္ပာယ်ကပါတယ်ကြနေတော့ရေပေါ့ဘလို့ကြနေတော့ရေလဲနည်းနည်းတော့နီးတယ်ဒါပေမဲ့အဓိပ္ပာယ်ကရေတကွန်လို့အဓိပ္ပာယ်ရတယ်တေချာမှတ်တာနော်น้ำตกဆိုတာရေတကွန်နော်နံပါတ်1စကားလုံးကน้ำအဓိပ္ပာယ်ကရေနံပါတ်2ကကြသည်ထိုင်းလိုတုတ်နံပါတ်3น้ำตกဆိုတော့အဓိပ္ပာယ်ကရေတကွန်နဲ့တေချာမှတ်တာနော်น้ำตกရေတကွန်အေးအတန်တော့โอเคပဲဒါတော့ဒီနေ့လောက်ဝတ်တယ်ကျေးဇူးပါโอเค